အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာမိတ်ဆက်ပေးမယ့် channel လေးကတော့ကလောမျိုးရက်ကွက်30မှာတရှိရဲ့ channel လေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ခုမြင်နေရတာကတော့ဒါ3လမ်းစုံရောက်နေရပါ3လမ်းစုံဒီလမ်းလေးကတော့ဒါ domestic လမ်းခုဒီအလယ်လမ်းလေးကတော့ချိန်လမ်းဒီဘက်ဘေးလမ်းကတော့တီဂျာလမ်းဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ချိန်လမ်းလေးတွေကိုဝင်သွားမှာဖြစ်ပါတယ်ခင်ဗျအခုဒီချိန်လမ်းလေးတွေဝင်လာမယ်ဆိုရင်ကျွန်တော်တို့3ကွက်မြောက်ကျော်လော်ကျန်ရောက်ရှိမှာဖြစ်ပါတယ်ဒီ channel လေးဖြစ်ပါတယ်ခင်ဗျဒီအိမ်ပြူလေးရဲ့ကြက်ရက်ကပါသူမျက်နှာစာကတော့40နှစ်နောက်ပိတ်40နှစ်တစ်ဖက်က85တစ်ဖက်က90ရှိပါတယ်ခင်ဗျ gram မျိုးစားဖြစ်ပါတယ်ဟုတ်ကဲ့ Gloria နဲ့ဒီဘက်က home stay လေးရဲ့ကြားမှာတရှိရဖြစ်ပါတယ်ဟုတ်ကဲ့ဒီမြေကွက်လေးကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်မြင်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ